ပုံတွေကိုဘယ်အချိန်မှများများလေးတင်တယ်လဲဟုတ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ပုံတွေကိုဘယ်အချိန်မှများများလေးတင်တယ်လဲဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ပုံများများတင်ရမယ့်အချိန်လေးကိုသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ page လေးကို follow မလုပ်ရသေးဘူးဆိုရင် follow လေးလုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်အဲ့ဒီအတွက်လည်းနင်နာစေရပါဘူးကျွန်တော်ပြန်ပြီးတော့ follow လုပ်ပေးမှာပါကဲဘယ်အချိန်မှပုံတွေများများလေးတင်တယ်လဲဆိုတာကိုသိဖို့အတွက်အရင်ဆုံးဒီဗီဒီယိုရဲ့ဟိုးအပေါ်ဆုံးနာကပထမအနီရောင် box ထဲမှာပြထားတဲ့ professional dashboard ကိုအရင်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒုတိယအနီရောင် box ထဲက update ကိုသွားတွေ့ပါလိမ့်မယ်ကျွန်တော်စီမှာတော့ update 3ခုရှိနေတဲ့အတွက်ကြောင့်မလို့3 update ဆိုပြီးတော့ပေါ်နေပါတယ်အဲ့ဒီ update တွေကမှတတိယအနီရောင် box ထဲမှာရေးထားတဲ့အတိုင်း try posting more photo this week ဆိုတာလေးကိုတွေ့ပြီဆိုရင်တော့သင်ဟာအဲ့ဒီတစ်ပတ်အတွက်ပုံလေးအများကြီးတင်လို့ရပါပြီဘာလို့အဲ့ဒီလိုလာပေါ်နေရတာလဲဆိုတော့ကိုတင်ထားတဲ့ပုံတွေရဲ့ view ပါဆိုရင်ပြန်မျှတွက်လိုက်ရင် view တွေအများကြီးပိုရနေလို့ပဲဖြစ်ပါတယ်အဲ့ဒီလိုအချိန်မှသာပုံတွေကိုများများလေးတင်လိုက်မယ်ဆိုရင် Facebook ဘက်ကနေပြီးတော့ကိုတင်လိုက်တဲ့ပုံတွေကိုလူတွေအများကြီးစီကိုပို့ပြီးရောက်သွားအောင်ဖြန့်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒီလိုလူတွေအများကြီးစီရောက်သွားပြီဆိုရင်တော့အားလုံးသိကြတဲ့အတိုင်း view တွေပို့ပြီးတော့တိုးသွားမှာပါအဲ့ဒီလိုအချိန်မှာ view တွေတိုးလာပြီဆိုရင်တော့ CM အောင်သေးတဲ့သူတွေက CM ပွင့်ဖို့အတွက် chance ပိုများသွားမှာဖြစ်ပြီးတော့ CM ပွင့်ပြီးသားသူတွေဆိုရင်တော့အဲ့ဒီပုံတွေကနေရတဲ့ဒေါ်လာတွေတိုးလာမှာပဲဖြစ်ပါတယ်ကဲဒီနေ့မှာတော့ပုံကိုဘယ်အချိန်မှာပို့ပြီးတော့များများလေးတင်တယ်လဲဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားကြတာပဲဖြစ်ပါတယ်အားလုံးပဲဒီနည်းလမ်းလေးကိုလိုက်လုပ်ကြည့်မှုပါသလားလိုက်လုပ်ကြည့်မှုလဲဆိုရင်အဲ့ဒီလိုအချိန်မှာပုံတွေဘယ်လောက်ထိတင်ဖြစ်လိုက်တယ်လဲပြီးတော့ view တွေဘယ်လောက်ထိတိုးသွားလဲဆိုတာလေးကိုလည်း comment မှာရေးပေးသွားပါအောင်နော်နောက်နေ့တွေမှာလည်းအခုလိုမျိုး Facebook CM နဲ့ပတ်သက်ပြီးဘူးတူတာရစရာလေးတွေကိုဝေမျှပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ page လေးကို follow မလုပ်ရသေးဘူးဆိုရင် follow လေးလုပ်ပေးသွားပါအောင်နော်အကယ်၍ဒီဗီဒီယိုလေးကသင်အတွက်အကျိုးတစ်စုံတစ်ရာရှိတယ်ဆိုရင် star လေးနဲ့ကူညီပြီးတော့အားပေးသွားဖို့အတွက်မြတ်တက်ရက်ခံချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ကျရင်ပြန်တွေ့မယ်နော် bye bye